ဒီနေ့တော့ကျွန်တော်တို့စကားတွေကြည်ရင်နဲ့တရှင်းနဲ့နားထောင်ရင်နဲ့ပတ်စံအလိုလိုဝင်နေဆိုတာကိုယုံလားတော့မသိဘူးအဲ့တော့အဲ့ဒီ software လေးနဲ့ဒီနေ့ပဲကျွန်တော်မိတ်ဆက်ပေးလိုက်ပါမယ်အဲ့တော့အဲ့ဒီ software လေးကိုကျွန်တော်တို့ဘယ်မှာတွတ်တောင်းအောင်လဲဆိုလို့ရှိရင်ပုံမှန်ထုံးစံတိုင်းပဲကျွန်တော်တို့ Play Store မှာတွတ်တောင်းလိုက်ပါမယ် Okay ကျွန်တော်တို့ Play Store သွားမယ် Play Store သွားပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ Amazing Video ဆိုတာကိုရိုက်ရှာလိုက်ပါမယ်AMAZING ဆိုလို့ရှိရင်ဒီမှာအပေါ်ဆုံးမှာတက်လာပါပြီ Amazing Video လေးတွေ့ပါလိမ့်မယ်အဲ့လိုရှင်ကျွန်တော်ဒီမှာပါဒါလေးကျွန်တော် Amazing Video ဆိုတာလေးကိုထားလိုက်မယ်အဲ့လိုရှင် download လုပ်လိုက်ပါ download လုပ်ပြီးတော့လေးရှင် install လုပ်လိုက်ပါ install လုပ်ပြီးပြီးဆိုလို့ရှိရင်ပဲပြန်ခါလိုက်အဲ့လိုကျွန်တော်ဒီမှာတွေ့လာပါမယ်ရလာပါပြီရလိုက်ပြီဆိုတော့ကျွန်တော် Amazing Video လေးကိုဖွင့်လိုက်ပါမယ်ဖွင့်ပြီးလို့ရှိရင်ကျွန်တော် download ပြီဆိုတော့နာမည်တွေကိုယ့်ဘက်ကိုပြန်ရေးရတာပေါ့နော်နာမည်ပဲရေးရုံပဲအဲ့တော့ကျွန်တော်နာမည်ရေးပြီးသွားပါပြီရေးပြီးသွားပြီဆိုလို့ရှိရင် okay အဲ့တော့ကျွန်တော်တို့ဒီလိုမျိုးတက်လာပြီဆိုတာနဲ့ကျွန်တော်တို့ကဒီအပေါ်ဆုံးလေးမှာ3.330ဆိုပြီးတော့ပတ်စံဆက်စောက်ဆို330ပြာ$3ပြာ330ပေါ့နော်အဲ့လိုပဲပြောအောင်လားပတ်စံရှိပြီးသားဝင်လာအဲ့သူ software down လာတယ်330ဝင်ပြီးသွားပြီပေါ့နော်အဲ့တော့အခုကျွန်တော်တို့ဒီမှာသူ့မှာရှိတဲ့ဟာတွေကိုကျွန်တော်တို့ကြည့်ရင်လည်းရတယ်မကြည့်ရင်လည်းရတယ်ကိုကအဲ့တော့တရှင်းနားထောင်မယ်ဆိုလို့ရှိရင်လည်းနော်တရှင်းနားထောင်ရင်လည်းမြန်မာစောင်းပေါ့MAR မြန်မာစောင်းမြန်မာတရှင်းပေါ့နော်ကျွန်တော်တို့မြန်မာတရှင်းဆိုတာကိုကျွန်တော်တို့ဒီမှာရက်ရှာလိုက်မယ်ရက်ရှာပြီးရင်ဒီမှာနားထောင်ရုံပဲပေါ့နော် Okay ကျွန်တော်ဝင်လာတယ်နော် sorry okay အပြင်ကျွန်တော်ရှင်းဖွင့်မယ်ကျွန်တော်မြန်မာရှင်းနေဖွင့်နေပေါ့နော်ဒါကတော့အစလုံးရှင်းနေအများကြီးတက်လာတယ်အခုခေတ်ခုနောက်ပိုင်းနာမည်ကြီးရှင်းနေပေါ့နော် Okay အဲ့ဒါကျွန်တော်မကြိုက်ဘူးဆိုလို့ရှိရင်ပြန်ပိတ်လိုက်မယ်အပြီးလို့ရှိရင်ကိုကြိုက်တဲ့ရှင်းလို့ဝင်နားထောင်ပေါ့နော်နားထောင်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ကတရှင်းနားထောင်အဲ့လိုနားထောင်နေကိုပတ်စံ automatic ဝင်နေတာနော်အဲ့တော့ကျွန်တော်တို့ကပတ်စံဘယ်မှာတော့ထုတ်လို့ရမထုတ်မလဲဆိုလို့ရှိရင်ဒီမှာပါ Okay ဒီအပေါ်ဆုံးပါလေးနှိပ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ဒီမှာပတ်စံထုတ်တဲ့နေရာဒီမှာပါ3.3အခုကျွန်တော်လက်ရှိကျွန်တော်ကပတ်စံ3.48ဖြစ်နေပြီပေါ့နော်ဆိုတော့ပြောမဆိုရင်ဒီမှာ coin ခု10ရာထောင်တော့ coin 1000ဆိုမှဒီမှာတပြားလားပေါ့နော် USD တပြားလားမသိရတယ်အဲ့တော့အခုကျွန်တော်ကပတ်စံသူဒီမှာဒီပတ်စံထုတ်လို့ရတာပဲလို့ထုတ်လို့ရလဲဆိုလို့ရှိရင်ဘန်နံပါတ်တွေရှိတယ်သူတို့နိုင်ငံခြားဘန်တွေပြီးတော့ကျွန်တော်ထိုင်းမှာဆိုလို့ရှိရင်အခု True Money သုံးတယ်ပေါ့ True Money သုံးနေစင်ကြလို့ရှိရင်တော့ဒီမှာ MIM ဆိုမီနီလို့ရေးထားပါတော့အနည်းဆုံးက3.69 USD ဆိုလို့ရှိရင်ပတ်စံထုတ်လို့ရပြီပေါ့နော်အဲ့တော့ကျွန်တော်ကအခု3.48ပဲ48ဆိုတာရသွားပြီ3.69ဆိုလို့ရှိရင်ကျွန်တော်ကပတ်စံထုတ်လို့ရပြီနော်အဲ့တော့ပြီးတော့လို့ရှိရင်ကျွန်တော်တို့ဒီမှာဒီအောက်ဆုံးမှာအသေးပုံလေးရှိတယ်ဒီမှာအသေးပုံလေးနဲ့နော်လည်းလေးရှိထားတာအဲ့ဒါလေးမှာကျွန်တော်တို့က copy လေးယူပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာ copy လေးယူမယူခြင်းဆိုလို့ copy လေးလည်းယူလို့ရတယ်လို့ဒီမှာ share ကိုနှိပ်လိုက်လို့ရှိရင်ဒီမှာကျွန်တော်တို့နော် Messenger ပြီးဒီမှာအရှာ website ဒီမှာရှိတယ်ဒီမှာ TikTok တို့ဘာတို့အဲ့လိုတငယ်ချင်းတွေမှာ Messenger တွေမှာတငယ်ချင်းတွေကိုဒီဟာ share လေးလုပ်ပေးလို့ရှိရင်ကိုကနေပြီးတော့3.10ပြားရပါတယ်တငယ်ချင်းတယောက်ကို sharing လုပ်ပေးလို့ရှိရင်3.10ပြားဝင်ပါတယ်အဲ့တော့ကျွန်တော်တို့က YouTube ဒီမှာကြည့်နေမယ့်အစားကျွန်တော်တို့ဒီ software လေးကို down ပြီးတော့ကျွန်တော်တို့ကတရှင်းနားထောင်မယ့်ဇာတ်ကားတကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့က easy ပတ်စံဝင်နေပါပြီเนาะအားလုံးကိုကျေးဇူးတင်ပါတယ်